အားလုံးပဲမင်္ဂလာပါ7 blog နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အမေရိကန်ကိုလူတွေတော်တော်များများကပြောင်းရွှေ့အခြေချခြင်းကြတယ်ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ Donald Trump ကြီးကနေပြီးတော့မှအကုန်လုံးသူကဒီ DV လို့ခေါ်တဲ့ diversity visa တွေဒီကို green card အနေနဲ့ရောက်တာနဲ့ပေါ့နော် green card ရမယ်ဆိုတော့ဒီ visa တွေကိုလည်းသူကအကုန်လုံးပိတ်ချလိုက်တယ်နောက် refugee တွေကိုလည်းပဲအကုန်လုံးပိတ်ချလိုက်ပြီးတော့မှသူကနည်းနည်းလေးပဲခေါ်မယ်ဆိုပြီးတော့ခေါ်တယ်အရင်တော့ကတော့ဒီ DV တွေဆိုလို့ရှိရင်လည်းတစ်နှစ်ကိုသူက9000ခေါ်တယ်တစ်ကမ္ဘာလုံးကနေပြီးတော့ပေါ့နော်အဲ့ဒီကနေလည်းပဲမှအခုဆိုသူကလုံးလုံးကြီးပိတ်ချပလိုက်တယ်ပေါ့နောက်တစ်ခါ TPS တွေကိုပိတ်တယ် green card တွေကိုပိတ်တယ်နောက်ဒီမှာဆိုလို့ရှိရင်တချို့နိုင်ငံသားတွေကိုတောင်မှdenuclearization ပေါ့နော်ဒီနိုင်ငံသားတွေကိုတော့မှဖြတ်သိမ်းမယ်ဆိုပြီးတော့သူကလုပ်နေ။ဘာဖြစ်လို့အဲ့လိုတွေလုပ်နေတာလဲလို့ပြန်ပြီးတော့ပြောရရင်ပေါ့နော်ဒါတွေတော်တော်များများတော့သိပြီးသားပါဒါပေမဲ့ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လို့လုပ်နေတာလဲဆိုရင်သူကဒီ American ဆိုတဲ့နိုင်ငံကြီးကကမ္ဘာနံပါတ်1နိုင်ငံကြီးအင်ပဒန်မှာကိုပဲထူးခြားမြင့်မြတ်တဲ့နိုင်ငံကြီးလို့သူကယူဆတာအဲ့ဒီတော့ဒီနိုင်ငံကိုလာတယ်ဒီနိုင်ငံကိုနေတယ်ဒီနိုင်ငံမှာနိုင်ငံသားဖြစ်ခွင့်တွေကိုရနေတယ်အဲ့ဒီရနေတဲ့နီလန်နေတဲ့မှာ refugee တွေရနေတယ်နောက် green card တွေရနေတယ်ပြီးတော့မှဒါ9နှစ်ပြည့်တာနဲ့နိုင်ငံသားရှောက်ခွင့်ရနေတယ်အဲ့ဓာတွေကဘယ်ကနေစလာလဲဆိုတော့ဒီ TPS လေးရနေတယ်ပြီးတော့မှဒီယာယီခိုလုံဝင်ရနေတယ်ပြီးတော့မှတဖြည်းဖြည်းနဲ့သူက green card ရလာမယ် green card ကနေပဲနိုင်ငံသားဖြစ်လာမယ်နောက်တစ်ခါ asylum လို့ခေါ်တဲ့နိုင်ငံရေးခိုလုံခွင့်တွေကနေပြီးတော့မှ green card ရလာမယ်အဲ green card ကနေပြီးတော့မှနိုင်ငံသားဖြစ်လာမယ်အဲ့တော့ဒီနိုင်ငံသားဖြစ်လာတဲ့လမ်းကြောင်းတွေဟာဘာမှလည်းပတ်စံမရဘဲနဲ့အရန်ကိုလွယ်နေတယ်ပြောရလို့ရှိရင်တော့ဒီဥစ္စာကအရန်ကိုတန်ဖိုးကြီးတဲ့ဟာကိုလွယ်လွယ်ရနေတယ်လို့သူစိတ်ထဲမှာသူကထင်နေတယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူကဓာတ်တွေကိုအကုန်လုံးဖြတ်သိမ်းပလိုက်မယ်ဖြတ်သိမ်းပြီးတဲ့အခါကျဒီနိုင်ငံကိုတကယ်ကိုဒီလိုမျိုးနေခြင်းနဲ့ရချင်တယ်ဆိုလို့ရှိရင်သူ့နိုင်ငံကအင်မတန်မှကိုတန်ဖိုးကြီးတယ်အဲ့ဒါကြောင့်ဒါဒေါ်လာ9သန်းပေါ့နော်အဲ့ဒေါ်လာ9သန်းတန်ကတ်တွေဝယ်မယ်ဆိုလို့ရှိရင်သူကဒေါ်လာ9သန်းနဲ့ဝယ်လိုက်မယ်ဆိုလို့ရှိရင်သူကတခါတည်းချက်ချင်း green card ပေးမယ်ပြီးလို့ရှိရင်ဒီနိုင်ငံထဲမှာအထူးခွင့်ရေးတွေရမယ်အဲ့ဒီကနေပြီးတော့မှနိုင်ငံသားဖြစ်ဖို့လမ်းကြောင်းအထိအောင်သူရနိုင်တယ်ဆိုပြီးတော့သူကငွေဆိုတဲ့ဟာမျိုးနဲ့သူကနေဒီဥစ္စာကိုလှုပ်လိုက်တယ်အဲ့ဒီ9တန်းနဲ့သူကရပြီးတော့မှလူ1000လူ1000လူ1000လောက်တကဘာလုံးကနေတယ်ပြီးတော့မှလူ1000လာမယ်ဆိုလို့ရှိရင်သူကဒေါ်လာတန်50ပေါ့နော်တန်900စသဖြင့်သူကအဲ့လိုတွေအများကြီးဆိုတာတွက်တယ်ပြီးအဲ့ဒီဟာတွေနဲ့နိုင်ငံတော်ရဲ့ကြွေးမြီတွေသူစပ်ပလိုက်မယ်ဆိုရအဆက်ဆက်တမတာအဆက်ဆက်ကနေတယ်ပြီးတော့မှတင်လာခဲ့တဲ့ကြွေးမြီတွေအဲ့ကြွေးမြီတွေကလည်းဘယ်လိုတင်လာတာလဲဆိုရင်ကမ္ဘာနိုင်ငံတွေမှာသူကဘွန်းတွေရောင်းတယ်ရင်တော့ဆိုလို့ချင်းရွှေတွေရောင်းရနေသူပြန်လဲပေးတာမျိုးတွေဖြတ်သိမ်းပလိုက်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကနေတယ်ပြီးတော့မှဘွန်းတွေရောင်းထားတဲ့ဟာကနေပြီးတော့မှသူကကြွေးမြီတွေဖြစ်နေတယ်အဲ့ဥစ္စာတွေကလည်းဒီတိုင်းဘုံရောင်းလာတာဒီတိုင်းရောင်းတာဒီတိုင်းမဟုတ်ပဲအဲ့ဒါတွေအတိုးတွေပေးနေရတဲ့ကြောင့်မလို့အဲ့ဒါတွေကထပ်ပြီးတော့တက်လာတယ်လို့သူကဒါသတ်မှတ်ထားတယ်အဲ့လိုသတ်မှတ်ထားတဲ့အတွက်ကြောင့်မို့လို့ဒီအကျွေးတွေဟာပြန်ဆက်ဖို့ရတော့ကများလာတယ်အဲ့လိုအဲ့အကျွေးတွေသူကဆက်ပလိုက်ချင်တာဆက်ပလိုက်ရင်တမတာဆက်ဆက်မှာသူအင်မတန်မှကိုသူကကြီးကျယ်မြင့်မြတ်တဲ့တမတာတွေထဲမှာသူပါသွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူကအဲ့ဒီဟာကိုသူကမျောလင့်ထားတာဒါပေမဲ့သူမျောလင့်ထားတဲ့လူမျိုးလည်းဖြစ်မလာဘူးအဲ့ဥစားတွေကလည်းပဲတကယ်တော့ official law အနေနဲ့ထွက်လာတာမဟုတ်ဘူးသူ့ရဲ့ဒါ proposal လို့ခေါ်ရမလားသူကနေတယ်ပြောမှာအဆိုပြုချက်တွေနောက်ဒါထောက်ထင်းလို့ခေါ်မဲ့ဒီမူဝါဒသူကအမြင်တွေပေါ့နော်သူကနေတယ်ပြောမှာနောက်ကနေတွန်းအားပေးတဲ့ထောက်ထင်းတွေအနေနဲ့ပဲဒါတွေကရှိနေသေးတယ်ဒါပေမဲ့ तू ကအဲ့လိုမျိုးဟာဟိုမှာသူပြောတဲ့ကဘာအစင်ကဘာဘောကနေချမ်းသာတဲ့လူတွေကနေတယ်ပြောမှာဟာတသိန်းနေဝင်လာမယ်ဆိုလို့ချင်း तू ကတန်ပေါင်းများစွာရမယ်ဆိုတဲ့အတွေးတွေကတကယ်တမ်းတော့အဲ့ဒီဥစ္စာကိုစိတ်ဝင်စားမှုကနည်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အင်မတန်နေကြတယ်လို့ပြောလို့ရတကယ်တော့လေစဉ်းစားကြည့်မယ်ဆိုဒီလောက်ပတ်စံရှိနေပြီဆိုလို့ရှိရင်ကိုယ်နိုင်ငံမှာပဲကိုယ့်ဟာနဲ့ကိုယ်အစင်တန်းတစ်ခုအနေနဲ့ပဲနေထိုင်ကြမဲ့လူတွေကများပါတယ်ဒီမှာအဲ့လောက်ကြီးပတ်စံလာပေးပြီးတော့မှဒီမှာနေပြီးတော့မှဒီနိုင်ငံမှာရဲ့ပြောရလို့ရှိရင်အခြေခံလူဒန်းစားအဆင့်အနေပြန်ပြီးတော့တိုးရမယ်ဒီအမေရိကန်မှာဆိုလို့ရှိရင်ပုံမှန်လေးအဖြစ်ဒီနေရာမှာကျွန်တော်အမေရိကန်တွေရဲ့နေထိုင်မှုပုံစံလေးကိုဘုသူဒပြနေနဲ့လောက်ပြောပြခြင်းတယ်သူတို့တွေကဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတွေမှာဆိုရင်လူတွေအရန်လှုပ်ကြတယ်ကိုလှုပ်သမျှဟာကိုရအဲ့တော့အရန်ကြိုးစားတယ်အရန်လှုပ်ကြတယ်ပြီးတဲ့ခါကျတော့ကိုရတဲ့ပတ်စံလေးတွေကိုစုမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့အသက်ကြီးလာလို့ရှိရင်ဒါအိုဇာတာကောင်းအောင်ဆိုလည်းပြောတိုးပေါအောင်ဆိုလှုပ်ကြတယ်
ဒီမှာကကြာအဲ့လိုမဟုတ်ဘူးဒီမှာရဲ့ system ကဘယ်လိုလဲဆိုလို့ရှိရင် तू ကလူတစ်ယောက်ကတစ်နေ့ကိုအလုပ်8နာရီလုပ်မယ်အဲ့လိုအလုပ်8နာရီလုပ်တဲ့အချိန်မှာသူ့ရဲ့ပုံမှန်လေးက35နာရီကနေတပတ်ကို35နာရီအထက်ကိုရပြီဆိုတာ ਨੇ သူကပုံမှန်ဝင်ငွေဒါကျွန်တော်တို့ကသူတို့ဘဝကအဆင်ပြေသွားပြီအဲ့ဒီတော့လူတစ်ယောက်ဟာဒီနိုင်ငံမှာတနာရီလှုပ်လိုက်လို့ရှိရင်တနာရီလှုပ်လိုက်လို့ရှိရင် तू ကထမင်းတနေ့ကုန်ဥမာ2နာရီလောက်လှုပ်တာ ਨੇ तू ကထမင်းပုံမှန်စားလို့ရအောင်ပြီးတဲ့ခါကျတော့သူတို့မှနေထိုင်ဖို့ရတော့အိမ်ဝယ်မယ်ဆိုလို့ရှိရင်လည်းပဲ credit လေးသူပုံမှန်လေးတစ်ပတ်ကိုနိုင်40လုံးနေုံနဲ့သူကအိမ်ဝယ်နိုင်တယ်ကားဝယ်နိုင်တယ်နောက်ဆုံးကျွန်တော်တို့ဒီ iPhone ပေါ်တဲ့ဥစ္စာတွေဝယ်နိုင်တယ် iOS တွေစသဖြင့် up to date နေနိုင်တယ်ပြီးတော့အဲ့ဒီကနေလည်းပြမှာ तू ကနိုင်ငံတော်ကိုအစွန်ခွန်ဆောင်သွားလိုက်မယ်နိုင်ငံတော်ကိုအခွန်ဆောင်သွားလိုက်မယ်အဲ့လိုနိုင်ငံတော်အခွန်ဆောင်သွားလိုက်တာနဲ့ तू အသက်က63 65လောက်ပြည့်လာပြီဆိုလို့ရှိရင်နိုင်ငံတော်ကနေလည်းပြမှာပင်စင်ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးဒါဝန်ထမ်းတွေမှာနိုင်ငံတော်ရဲ့ဝန်ထမ်းတွေမှာတရားဝင်ဝန်ထမ်းကြီးတွေမှာရတာမဟုတ်ဒီနိုင်ငံမှာကအဲ့လိုလူတွေကလုပ်တဲ့ခါကျတော့အဲ့ဒီပင်စင်ရတယ်အဲ့ဒီပင်စင်ကဘယ်လိုရလဲဆိုလို့ရှိရင်35နှစ်သက်တမ်းကိုနှစ်30တို့35နှစ်ကိုသူကအများဆုံးကိုအများဆုံးရဲ့အနည်းဆုံးရဲ့ကိုသူက average ချလိုက်ပြီးတော့မှအဲ့ဒါကိုစားပြီးတော့မှသူ့ကိုဒါပင်စင်အနေနဲ့ပြန်ပေးတာဖြစ်တယ်အဲ့လိုပင်စင်ပေးလိုက်တဲ့ကြောင့်မလို့ဒီပင်စင်ရသွားတဲ့ဒီနှစ်ပေါင်း30လောက်လှုပ်လိုက်တဲ့လူတွေက65နှစ်လောက်မှသူပင်စင်ရသွားပြီဟဲ့ဆိုလို့ရှိရင်သူတို့ဘဝကပူစရာမလိုတော့ဘူးဒီနိုင်ငံမှာလူတယောက်ကဖဲရိုက်ထားတို့လောင်းစားတွေတို့အဲ့လိုမျိုးတွေဒါမလုပ်ဘူးဟဲ့ဆိုလို့ရှိရင်လူတယောက်ကဒီမှာ1000ဆိုလို့ရှိရင်AACC လေးသူကဘဝမှာနေလို့ရပါတယ်အဲ့တော့65နှစ်တောင်နေလာပြီးရတဲ့ကြောင့်မလို့သူကအရင်တုန်းကသူလုံခဲ့တဲ့ယူခဲ့တဲ့အကျွေးတွေကလည်းပဲကြေသွားပြီအိမ်တွေဆိုလို့ရှိရင်လည်းနှစ်30နဲ့ဝယ်ထားတဲ့အိမ်တွေကလည်းကြေသွားပြီကားတွေကလည်းကြေသွားပြီဆိုတော့သူ့မှာသူကနေကြအိမ်ရှိပြီကားရှိပြီဘုံတွေဘာတွေနဲ့အကုန်လုံးရှိသွားပြီဟဲ့ဆိုလို့ရှိရင်ဒီမှာလာစဉ်ကြေကသူစားဖို့လိုလေးတွေရဲ့အိမ်ကရေဖို့မိဖို့လေးတွေရဲ့ဖုံးမေလေးတွေဒီလောက်နဲ့ပေးမယ်ဆိုလို့ရှိရင်လူတယောက်က1000ဆိုလို့ရှိရင်အေးစစ်စစ်လောက်ပြီပေါ့နော်အဲ့ဒီတော့သူတို့ဒီနိုင်ငံငယ်လူတွေကအဲ့လိုမျိုးလေးပဲသူကရှင်းတန်ကြတာနိုင်ငံတော်ရဲ့ policy ကလည်းပဲအလုပ်တွေအရန်ကြိုးစားလာတယ်ပတ်စံတွေအရန်ပိုရလာတာ ਨੇ အခွန်တွေကလည်းစားတက်ပြီးတော့တိုးလာအဲ့ဒီတော့ဒီနိုင်ငံရဲ့ policy ကအရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်သူတို့ကအလုသမားလူရန်စားတရက်ကိုပဲဖန်တီးထားတာအဲ့လိုအလုသမားလူရန်စားတရက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲ့လူတွေကretirement ရသွားမယ်နားသွားမယ်နောက်တဲ့အလုပ်သမားလူရန်သားတစ်ခုရလာမယ်အဲ့လူကနေလည်းပြောမှာအခွန်နေပေးနေမယ်အဲ့အခွန်နေနဲ့နိုင်ငံတော်ကလေပတ်နေမယ်အဲ့ဒီလိုနဲ့သူကဒီအလုပ်သမားလူရန်သားတရက်ကိုပဲတိဆောက်ထားတဲ့အတွက်ကြောင့်အဲ့ဒီကနေတဲ့ပြီးတော့မှထူကြပြီးတော့မှမီလီယံနာကြီးတွေဘီလီယံနာကြီးတွေဖြစ်ဖို့လို့ဆိုတာဒီနိုင်ငံမှာကတယောက်မလွယ်ဘူးပေါ့နော်အဲ့ဒီတော့ဆိုလိုချင်တာကသူတို့တွေကအဲ့လိုမျိုးတွေဖြစ်လာပြီဟဲ့ဆိုလို့ရှိရင်လည်းအဲ့လူတွေမှာကသူတို့ကဘယ်လိုဖြစ်လာလဲဆိုလူတွေကဒီပေါ်မှာအများကြီးကိုကြိုးစားပြီးတော့မှဒီပေါ်ကနေပြီးတော့မှနီးတွေနဲ့တကယ်ကိုလူလေတွေနဲ့ဥပဒေတွေကနေတဲ့ပြီးတော့မှဒါတလုံးကြားလေးတွေလုတ်ပြီးတော့မှလုတ်တဲ့လူတွေပဲများတော့အပြင်ကမီလီယံနာတွေဘီလီယံနာတွေဖြစ်သွားကြတာအဲ့တော့95%ကပုံမှန်လူရန်သားအနေနဲ့ပဲအဲ့လိုမျိုးတတိမဖြစ်အောင်လုပ်ထားတဲ့နေရာမှာဒီတိုင်းပဲနေနေတာဆိုတော့ဒီနိုင်ငံမှာကျွန်တော်တို့တစ်ပြက်နိုင်ငံနေချမ်းသာတဲ့လူတွေဒီနိုင်ငံကိုလာမယ်လာပြီးဒီနိုင်ငံကနေပြီးမှမီလီယံနာဘီလီယံနာဖြစ်အောင်လုပ်ဖို့လို့ဆိုတာကကိုယ်နိုင်ငံမှာလုပ်တာပိုးလွယ်တယ်ဒီမှာလုပ်တာကအစအနေပြန်စားရမှာဆိုတော့ဒီလိုမျိုးကြီး9 သန်းကြီးပေးပြီးတော့လာနေဖို့ရာကလူတွေကစိတ်ဝင်စားမှုနည်းတယ်လို့ပြောလို့ရတယ်အဲ့အတွက်ကြောင့်မလို့သူကအခုဘာလုပ်လိုက်လဲဆိုတော့9 သန်းကနေပြီးတော့မှ discount ချလိုက်တဲ့1 သန်းသူကကို1 သန်းနဲ့ပဲသူရောင်းလိုက်တယ်အဲ့လို1 သန်းနဲ့ပဲရောင်းလိုက်ပြီဆိုတာနဲ့ဒီနိုင်ငံမှာသူကဘယ်သူမှမရနိုင်တဲ့နိုင်ငံသားအခွင့်အရေးတွေရမယ်ဆိုပြီးတော့မှသူကနေပြီးတော့ကြီးညာလိုက်တယ်အဲ့တော့ခုဒီသတင်းကအရန်ကိုဟိုလေးတကြောဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီသတင်းကဘာဖြစ်လို့ official မဖြစ်ဘဲနဲ့ဆုံးဆိုတဲ့ခါကျတော့လူတွေကနဲတဲ့အတွက်ကြောင့်မို့လို့လွတ်တော်တွေကနေပြီးတော့အတီမပြုတ်ပေးလိုက်သေးအတီမပြုတ်ပေးထားသေးတဲ့အတွက်ကြောင့်မို့လို့ official တော့မဖြစ်သေးဘူးပေါ့နော်ဒီနေ့မှာလူတွေဘာတွေပြောလာကြလဲဆိုတော့ခါကျတော့ငွေလားဒါမှမဟုတ်ရင်လူသားချင်းစာနာမှုလားငွေ versus လူသားချင်းစာနာမှုเนาะအဲ့တော့အဲ့ဒီလိုမေးခွန်းနဲ့မေးလာကြတယ်အဲ့ဒီနေရာမှာသူကဘာကိုအများအားပြောလဲဆိုသူ့ကိုသူဒါတော့ choosing one ပေါ့နော်သူကဘုရားသခင်ကနေတယ်ပြီးတော့မှသူ့ကိုရွေးချယ်ထားတဲ့လူဆိုပြီးတော့သူကအများအားပြောတယ်အဲ့လိုမျိုးနဲ့သူကဒီ American တွေရဲ့ဒီကမ္ဘာရဲ့ထောက်ခံမှုကိုသူကအများကြီးရထားတယ်ယူထားတယ်လို့
ဒါပြောကြတယ်ပေါ့နော်လူတွေကဘာပြောလာကြလဲဆိုတော့မေတ္တာတရားတွေပျောက်ဆုံးသွားပြီလားပေါ့ငွေပဲရည်ကြည့်သလားလောကမှာမေတ္တာတရားတွေမရှိတော့ဘူးလားအဲ့ဒီမေးခွန်းနဲ့မေးလာကြတယ်ဒီယေရှုခရစ်တော်ကနေပြီးတော့ပြောမှာသူရဲ့ဘဝမှာဆင်းရဲမှုတွေဒုက္ခရောက်တဲ့သူတွေကိုစာနာပြီးတော့ကူညီရမယ်ဆိုတဲ့မေတ္တာတရားတွေမရှိတော့ဘူးလား Now even legal လို့ခေါ်တဲ့ဘာသာရေးခေါင်းဆောင်တွေကနေတယ်ပြီးမှလူဝင်မှုကြီးကြပ်ရေးဝါဒတွေနဲ့ပတ်သက်ပြီးစာနာမှုရှိဖို့ရာအတွက်သတိပေးသင့်တယ်ဆိုတဲ့ဝေဖန်မှုတွေလည်းပဲအများကြီးဖြစ်လာတယ်ပေါ့နော် American တွေရဲ့တန်ဖိုးဟာစီးပွားရေးအမျက်အစွန်းရဖို့တတ်ပဲလား American တွေရဲ့ရင်နှုံးကစံနှုံးတွေလူသားချင်းစာနာမှုတွေဘယ်ရောက်ကုန်ပြီလဲဆိုတဲ့မေးခွန်းတွေလည်းပဲကိုကမေးစရာတွေအများကြီးထွက်ပေါ်လာကြတာပေါ့နော်ဒီ choosing one နဲ့ပတ်သက်ပြီးတော့လည်းပဲအများကြီးပြောကြတယ်ပေါ့နော်အဲ choosing one နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီအားလုံးနားလေတယ်ပေါ့နော်ဒီ American နေဆိုတာထက်ပေါ့နော်ဒီ Christian နေတမန်ကျမ်းစာထဲမှာဘာတွေပါလဲဆိုရင်သူကယေရှုခရစ်တော်ကကလေးဘဝမှာတော့အဲ့မှာသူကမိသားစုလိုက်ကြီးအီဂျစ်ပြည်ကိုထွက်ပြေးပြီးခိုးလုံခဲ့ဘူးတယ်လို့ဆိုတယ်အဲ့ဒီတော့ဒုက္ခတွေတွေအဲ့လိုမျိုးခိုးလုံခဲ့ဘူးတဲ့အတွက်ကြောင့်မို့လို့ဒုက္ခတွေကိုစာနာထောက်ထားဖို့ရအတွက်သူကတိုက်တွန်းချက်တွေမူဝါဒတွေကလည်းပဲလုံရင်းထဲမှာဒီခိုးလုံခွင့်တွေကိုတောင်းခံလာပြီးခိုးလုံခွင့်တွေလုပ်ပေးတာလည်းဖြစ်လာတယ်အဲ့ဒါကြောင့်မို့လို့ DV တွေ refugee တွေ asylum တွေကဒါတွေကဒုက္ခတွေဘဝတွေကိုစာနာမှုကနေပြီးတော့မှဖြစ်လာတယ်လို့ဆိုတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ရဲ့ Donald Trump ကြီးကနေတယ်ပြီးမှဒီ DV တွေrefugee တွေ asylum တွေကိုသူကန့်တက်လိုက်တာကဒီစာနာမှုတွေကိုမရှိတော့စာနာမှုတွေဖျက်သိမ်းလိုက်တယ်လို့ဆိုလို့ရအောင်ရောက်တယ်လို့လည်းပဲဝေဖန်မှုတွေမှာဒါမြင့်တက်လာတာပေါ့နော်နောက်နေဆက်တင်ကြမှုတွေနဲ့မိသားစုလိုက်တွေကိုမိသားစုတွေကိုခွဲပလိုက်တယ်မိသားစုတွေနိုင်ငံမှာမွေးတဲ့မိသားစုတွေကိုထားခဲ့ပြီးဒီနိုင်ငံမှာမွေးတာမဟုတ်ဘဲနဲ့အဲ့လို green card တွေပါတယ်ကိုသူ့နိုင်ငံတွေသူပြန်ပို့ပလိုက်တယ်ဒီနိုင်ငံမှာ17နှစ်သမီးလောက်ကနေတယ်ပြီးတော့မှရောက်လာတယ်ပြီးတော့ခါကျအခုဒီမှာနေနေတာကြားလာပြီး green card တွေဖြစ်နေတာတွေကိုအဲ့ဒါတွေကိုသူ့နိုင်ငံသူပြန်ပို့ပလိုက်တာမျိုးတွေကြတော့သားသမီးတွေနဲ့ခင်မွန်းတွေဒါမှမဟုတ်ရင်ဇနီးတွေကဒီမှာကြံခဲ့ပြီးတော့မှသူ့ရဲ့ spouse တွေအိမ်အောင်ဘက်တွေကသူ့နိုင်ငံသူပြန်သွားရတယ်ဆိုတာတွေကဧည့်သည်ကိုချစ်ခင်ခြင်းဆိုတဲ့အမေရိကန်တွေရဲ့မူဝါဒတစ်ခုကိုဒါကဖြတ်စည်းလိုက်တာပေါ့တမန်ကျမ်းစာမှာသူတို့တွေပါတာကဘာလဲဆိုရင်တဲ့တင်တို့ကဧည့်သည်အဖြစ်နေတဲ့သစိမ်းကိုသူတို့ရဲ့ဇာတိသားကဲ့သို့တင်တို့ရဲ့ဇာတိသားကဲ့သို့ချစ်ခင်ကြပြီလောချစ်ခင်ကြပါလောဆိုတဲ့တွင်တင်ထားတဲ့အချက်ပါတယ်လို့ဆိုတယ်ဒီမှာဆိုလို့ရှိရင်ပြောကြဖြစ်လာတာပေါ့နော်zero tolerant policy ပေါ့အားလုံးကိုအဲ့ဒါတွေကိုဒါဖြတ်စည်းပလိုက်တယ်လို့ဒါတွန်းလှန်နေတယ်လို့လည်းပဲအများကြီးဝေဖန်မှုတွေဖြစ်လာတယ်နောက်တစ်ခါဒီ American တွေထဲမှာဆိုလို့ချင်းစင်ရဲသူတွေကိုစောင့်ရှောက်တယ်ဆိုတော့အချက်တစ်ချက်ပေါ့နော်သူ EV5 ဆိုပတ်စံတွေကိုအများကြီးရှိတဲ့လူတွေကိုသူကပို့ပြီးတော့မှအားပေးလာပြီးတဲ့အခါကျတော့ဒီ DVD ကိုဖြတ်သိမ်းလာတယ် TPS တွေဖြတ်သိမ်းပလိုက်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီကုသိုလ်အခြေခံလို့ခေါ်မလားလူသားချင်းစာနာမှုကိုခေါ်မလား humanitarian ပေါ့နော်အဲ့ဒါတွေရဲ့နောက်အဲ့ဒါတွေကိုလည်းပဲသူကဖြတ်သိမ်းပြီးတော့လစ်လျူရှုတဲ့သဘောတွေတက်ရောက်တယ်ဒီ EV5 ကိုပို့ပြီးတော့မှသူကမြင့်တင်ခြင်းလို့ဆိုတယ်EV5 ကနေလည်းပြီးတော့မှgreen card တွေကိုသူကဓာတ်ရိုက်ပေးမယ်အဲ့ဒီကနေပြီးတော့မှနိုင်ငံသားကိုဖြစ်ဖို့ရအတွက်ကိုသူကပို့ပြီးတော့သူကတွန်းအားပေးတယ်အဲ့တော့အဲ့ဥစ္စာကဘာလဲဆိုငွေကိုအခြေခံထားတာဖြစ်တယ်ငွေကိုအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်ကဆိုရင်ယင်းဒီမြုပ်နှံမှုကဒါ1 million ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ဒေါ်လာ5သိန်းဒေါ်လာ6သိန်းပေါ့နော်သူကtargeted employment area လို့ခေါ်တဲ့ TEA area တွေမှာဆိုလို့ရှိရင်ဒါပြတ်မှတ်ထားတဲ့သူတို့ဒီသတ်မှတ်ထားတဲ့ area တွေမှာဆိုလို့ရှိရင်သူကဒေါ်လာ5သိန်းနဲ့လုပ်လို့ရတယ်1 million နဲ့အားနဲ့ဒေါ်လာ5သိန်းချားမှာပေါ့နော်ဒေါ်လာ6သိန်းအဲ့လိုယင်းဒီလို့ရတဲ့နေရာတွေမှာအခုကြာသူကဘာလုပ်လိုက်လဲဆိုတဲ့အခါကျတော့ 1.8 million တိအောင်သူကတိုးပလိုက်တယ်ဒီနိုင်ငံများကနေပြီးတော့ရလာတဲ့ပတ်စံတွေကိုသူကပို့ပြီးတော့မှငကိုကရတဲ့ဥစ္စာတဆခွဲတို့ရကျင်လာတာပေါ့နော်ရလိုက်ခြင်းအပြင်ဒီနိုင်ငံရဲ့ဝင်ငွေတွေတိုးလာမယ်ဝင်ငွေတွေတိုးလာတာနဲ့အမြင်သူ့ရဲ့ဒီအကျွေးမြီတွေကိုသူကဆက်လိုက်နိုင်မယ်လို့သူကဆိုတယ်နောက်တစ်ချက်ကဒီမှာဆိုရင်အခုအမေရိကန်မှာသူနဲ့ပတ်သက်လို့အများကြီးပြောနေတဲ့အချက်အလက်တွေထဲမှာပေါ့နော်အစိုးရတွေကနေလည်းပြီးမှပေးထားတဲ့နိုင်ငံရေးထဲမှာကျွန်တော်တို့ Medicare တွေ Medicaid တွေပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်ကိုကသူကမပေးတော့ဘူးလို့ဆိုတယ်မပေးတော့ဘူးလို့ဆိုတဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကတာမန်ပြည်သူတွေကိုကဝန်ထမ်းတွေပါထိလာတယ်ပေါ့နော်ဝန်ထမ်းတွေပါထိလာတဲ့အတွက်ကြောင့်မို့လို့အခုဆိုရင်ဆေးရုံတွေဆေးကန်းတွေနောက်ဆုံးဒီဆေးရုံတွေဆေးကန်းတွေမှာလုံနေတဲ့ဆရာဝန်တွေ nurse တွေတောင်မှသူတို့တွေရဲ့ဒါ Medicaid တွေကသူတို့ကပို့ပြီးတော့ပေးရတော့မယ်အဲ့တော့လစာတွေကနေပို့ပြီးတော့ဖြတ်တော့မှာ
ဒါပေးတဲ့နှုံးနေတဲ့ rate တွေလည်းမြင့်လာတာအဲ့ဒါတွေကပြည်သူတွေများအရန်ထိလာတယ်ဒါကဘာလို့ဆိုလို့လဲဆိုတော့ဒါတာမန်အခြေခံလူတန်းစားတွေကိုအများကြီးထိလာတယ်ခွန်တွေကပိုးတိုးလာပြီးတော့ပေကုန်းနှုံးတွေပိုတိုးလာပြီးတော့ပိုရတဲ့တထေးတွေမီလီယံနာတွေကြီးကြတော့မှသူအဲ့ဒါတွေကယော့လာတယ်ဆိုတာတွေကလည်းပဲသူဘာဖြစ်လို့ဒီလိုတွေဖြစ်နေရတာလဲဆိုတာလည်းပဲအားလုံးလည်းသိပြီးသားဖြစ်မှာပါပေါ့နော်ခုဒီမှာပြောစရာတွေကတော့အများကြီးပေါ့နော်အဲ့ပြောစရာတွေထဲမှာခုတကယ်တမ်းဖြစ်နေတဲ့ဥစ္စာကတော့အကုန်လုံးဖြစ်နေတာကတော့ဒါ1 million go cut ပေါ့နော်အဲ့1 million go cut ကတော့သူကဒီ season မှာသူကနေတော့ပြောမှာတကယ်ဝင်လာပါပြီဆိုပြီးတော့မှဒါပုံမမြန်ဆန်တဲ့လမ်းကြောင်းကိုဒါမင်းတို့တွေယူလို့ရပြီဆိုပြီးတော့သူ social media ကနေတော့ပြောမှာဖွင့်ချလိုက်တယ်ပေါ့အဲ့တော့ဒါတွေကခုဆိုလို့ရှိရင်နိုင်ငံတကာသတင်းတွေမှာဆိုလို့ရှိရင်ဒါအရင်9တန်းကနေတယ်ကွာ10တန်းနဲ့ရလာပြီဆိုပြီးတော့ discount တွေပေးတယ်ဆိုပြီးတော့ဒါတင်တစ်ခုအနေနဲ့ဝေမျှပေးတာဖြစ်ပါတယ်ဒီ1 million ဖြစ်လာတဲ့ဟာရဲ့နောက်ွယ်ကအချက်အလက်တွေကိုဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်သိသလောက်ကလေးကိုဒါကျွန်တော်သိသိဝေမျှပေးတာဖြစ်ပါတယ်ကျွန်တော်ပြောခဲ့တာတွေကိုအချင်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီသမတာကြီးဒေါ်နယ်ထရန့်ကသူ့ကိုသူချူစင်1ပေါ့နော်ဘုရားသခင်ကနေပြီးတော့ရွေးချယ်ထားတဲ့လူဆိုပြီးတော့သူကအမြဲတမ်းရည်ညွှန်းပြောဆိုလေရှိပါတယ်ဒီသုံးလုံးဟာသူ့ရဲ့လှုပ်ဆောင်ချက်တွေဟာဒါတာမန်နိုင်ငံရေးသမားတွေတက်ပို့ပြီးတော့မြင့်တယ်သူကဘုရားသခင်ကနေပြီးတော့ရွေးချယ်ထားတဲ့လူခန့်အပ်ထားတဲ့လူလို့သူကပြောပြီးတော့အရေးမွတ်တာသူကဆိုလိုခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူရဲ့နိုင်ငံရေးရည်တည်ချက်တွေဟာအမေရိကန်ပြည်သူလူထုတွေအတွက်သူအကောင်းဆုံးကိုပဲလုပ်မယ်သူကအထူးရည်ရွယ်ချက်နဲ့သူကပြောဆိုနေတာဖြစ်ပါတယ်အဲ့တော့အဲ့လိုတွေပြောနေတဲ့နေရာတွေမှာဒီခရီးယန်ရဲ့အခြေခံနေနဲ့အခြေခံသဘောတရားတွေနဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနဲ့သူလှုပ်ဆောင်နေတဲ့မူဝါဒတွေကြမှာကဒီတွေ့ဖျဲနေတာတွေဒါ conflict ဖြစ်နေတာတွေကိုအဲ့ပရိပခါတွေကိုလည်းပဲလူသားချင်းစာနာမှုတွေမရှိတော့ဘူးနောက်ကြတော့ဒါစာနာထောက်ထားမှုဆိုတဲ့ confession တွေမရှိတော့ဘူး charity ဆိုတဲ့မေတ္တာတရားတွေမရှိတော့ဘူးနောက် LG ပုံမှုတွေဒါမှမဟုတ်လို့ရှင်အဲ့လိုမျိုးပေါ့နော် hospitality တွေမရှိတော့ဘူးဆိုတဲ့ဟာတွေကလည်းပဲဒါသူတို့တွေကြားမှာဝေဖန်မှုတွေပို့ပြီးတော့မြင့်တက်လာတယ်ပေါ့နော်နောက်တစ်ခါဒီဒုက္ခတဲ့စာနာမှုတွေအတွက်ကြောင့်မို့လို့ဆိုပြီးတော့ဒီမှာလောက်ထားတဲ့ DV ဆိုတဲ့ diversity visa တွေ refugee တွေ asylum တွေ TPS တွေအဲ့ဒါတွေအားလုံးကိုလည်းပဲသူကကန့်သတ်ပလိုက်တယ်အဲ့ဒီလိုမျိုးအကုန်လုံးပိတ်ချပလိုက်တယ်အဲ့ဒါတွေဟာတကလေးဘွားကမိသားစုလိုက်တာ EGP ကိုထွက်ပြေးခိုလုံခဲ့ဘူးတဲ့အတွက်ကြောင့်မို့လို့လူသားချင်းစာနာမှုထောက်ထားမှုတွေနဲ့ဒီဟာတွေလောက်ထားတယ်ဆိုတဲ့အားတွေကိုလည်းဒါပြင်းပြင်းထန်ထန်ကန့်သတ်ခဲ့တဲ့ကြောင့်မလို့လည်းပဲဝေဖန်မှုတွေအကြီးကြီးတွေဖြစ်လာတယ်လို့လည်းဆိုတယ်။နောက်ဧည့်သည်တွေကိုချစ်ခင်ရမယ်ဆိုတာတွေကြောင့်မို့လို့လည်းပဲမိသားစုတွေခွဲခွာတာတွေဒါနေဆက်တွေကိုတင်းကျပ်လိုက်တာတွေကလည်းပဲဟိုဧည့်သည်တွေကိုတစိမ့်နေဧည့်သည်တစိမ့်တွေကိုမိမိတို့ရဲ့ဇာတိသားကဲဆိုချစ်ခင်ရမယ်ဆိုတဲ့တွင်တင်ဆုံးမမှုကိုတွေ့ဖဲနေတယ်။သူကသူ choosing one လို့ပြောနေတဲ့ဟာတွေကဘာဖြစ်လို့ဘုရားသခင်ရဲ့ဒီအစိုးမိတ်တွေကိုသူကစန့်ကျင်နေတာလဲဆိုတဲ့မိခွန်းတွေလည်းပဲထွက်လာနေတယ်ပေါ့နော်မိခွန်းတွေဖြစ်နေတာကဒီ1 million က9တန်းနဲ့10တန်းကိုရှော့ချလိုက်တယ်အဲ့ဒီဥစ္စာကတော့ဘယ်လောက်ထိအောင်ရောင်းရမှာလဲအဲ့ဒီတော့သူလုံနေတဲ့လုံရက်တွေကငွေမငွေဆိုတဲ့လုံရက်တွေလားလူသားချင်းစာနာမှုတွေ charity တွေ compassion တွေဘာမှမရှိတော့ဘူးလားဆိုတဲ့အကြောင်းတွေကိုဘာဖြစ်လို့ဒါပြည်သူတွေကပြောနေတာရတာလေအဓိကအပြင်ပြည်သူတွေကပြောနေရတဲ့စာလို့ချင်းသူတို့တွေရဲ့ဒါ choosing one လို့ခေါ်ထားတဲ့သမတာကြီးကိုဒီ evangelical လို့ခေါ်တဲ့သူတို့ဟို pastor တွေဘာသာရေးခေါင်းဆောင်တွေကနေပြီးတော့မှပို့ပြောမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မထိရောက်ဘူးလားဆိုတဲ့မိကွန်းတွေကိုလည်းပဲဒါ social media တွေမှာဒါကြပြန့်နေဖြစ်လာတာပေါ့နော်ရွေးချယ်ခံရတဲ့သူပြီးကြွေးကြော်နေတဲ့လူတစ်ယောက်ရဲ့လုံရက်တွေကိုရောဘယ်လိုမြင်လဲဆိုတာလေးတို့လည်းပဲ comment မှာဝင်ရောက်ဆွေးနွေးပြလို့ရပါတယ်ဒီနိုင်ငံမှာလာနေမဲ့လူတွေဆိုလို့ရှိရင်လည်းပဲဟိုတသိန်းထီအောင်ကောင်းမယ်ဆိုတဲ့ဟာတွေနောက်ဒေါ်လာ1 သန်းနဲ့ဒီအမေရိကန်မှာ green card ရမယ်ဆိုတာတွေရောတကယ်ရောလာဖို့ရာအတွက်အဆင်ပြေမလားနောက်အဲ့ဒါရောစိတ်ဝင်စားကြလားဆိုတာကိုလည်းပဲ comment မှာဝင်ရောက်ဆွေးနွေးညှိနှိုင်းပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်